အားလုံးပဲမင်္ဂလာပါအဲဒီ game ကနေ choose လိုက်ပါတယ်ဒီနေ့မှာကတော့ပုံစံပြောင်းလဲသွားတဲ့ hero တွေနဲ့ Novaria ရဲ့ scale 2 damage ကြီးကိုအကျဉ်းစားဖြစ်အောင်တင်ပေးထားတဲ့အကြောင်းပြောပြသွားပေးပါမယ်အားလုံးပဲ video လေးကိုစလိုက်ကြအောင် let's go Novaria ရဲ့ scale 2ကို buff လုပ်ထားတာပါပို့ပြီးတော့လွယ်ပြီးတော့ damage ပြင်းအောင်ကောင်းအောင်ပြုပြင်ပေးထားပါတယ်scale 2ကိုစစ scale 3တဲ့အချိန်20ရာနှုန်းဘောဖြတ်ပြီးရင်60ရာနှုန်းမြန်သွားတဲ့ဟာကိုစစ3ချင်း80ရာနှုန်းကနေတဖြည်းဖြည်းနဲ့30ရာနှုန်းထိ movement speed ရောသွားပါမယ်ဆိုလိုတာက scale 2 3ရဲ့စစ3ချင်းအချိန် Novaria ကမြန်ပြီးတော့နေရာရွှေ့ပြောင်းရတာပိုလွယ်မယ်အဲ့လိုလုပ်ပေးထားပါတယ်Scale 2ရဲ့အရင် damage 230 380 magic power 90ရာနှုန်းရန်သူရဲ့ HP 400ရာနှုန်းကနေအခုနောက်ထပ် damage တိုးပြီးလိုက်တာက260 410 magic power 100ရာနှုန်းနဲ့ max HP 900ရာနှုန်းပေါ်မူတည်ပြီးတော့ damage ကထိစေမှာဖြစ်ပါတယ် extra damage ကိုလည်းအနေငယ် short ထားပါတယ်150ကနေအခု120ဆိုပြီးတော့ short ထားပါတယ်ဆိုလိုတာကတော့ပောက်ကွဲတဲ့ damage ကိုနည်းနည်းလေး short ချထားပြပါတော့ထိန်းထားပြပါတော့ scale 2ပုံစံပြောင်းလဲသွားတဲ့ hero လေးကောင်ကတော့ Badan, Cliff, Khadija နဲ့ Long Hero ပဲဖြစ်ပါတယ်ပထမဆုံး Badan ရဲ့ပုံစံပြောင်းလဲသွားတဲ့ scale effect တွေကိုတွက်ကြည့်ကြမယ် brand ရဲ့ movement speed သွားတဲ့အချိန်မှာအရင်လိုမျိုးလက်နက်ဖက်ကြီးကိုရှေ့ထုတ်ပြီးတော့သွားတာမဟုတ်တော့ဘဲနဲ့အခုစားတကယ် reality sense လက်ကိုကာယသွား6ကိုလည်းကာယသွားတယ်ကာယနဲ့ဖားကြီးဖြစ်သွားတယ်အဲ့လိုဖားကြီးကာယနဲ့သွားပြီးတော့ scale ပုံစံတွေလည်းတော်တော်လေးပြောင်းလဲသွားပါတယ်တော်တော်လေးလှသွားပါတယ် brother တို့လည်း intro တွေအများကြီးရှိတဲ့အထက်မှာကြီးပြီးသားကြီးလည်းဖြစ်မှာပါပထမဆုံး၄ချက်ကန်လိုက်တယ်ပေါ့နော်အရင်လိုမျိုးဒူးနဲ့ပြေးတိုက်တာမဟုတ်ဘဲနဲ့ပြစ်ကန်လိုက်တာနော်ခွားစုံတွေကိုကန်လိုက်တာ oh shit ကဲအဲ့လိုမျိုးကြီးကန်တာကြီးอ่ะဗောနော်အရေးကိုတွေးလို့မလို့ပြီးကန်တာနဲ့တူပါတယ်စောင့်မြင်ကတ်တဲ့ပုံစံနဲ့ကန်တာပါ scale 2ကတော့တန်တာကြော်တန်းပုံစံနေနဲ့အောက်ကရေလိုင်းလေးပါပါတယ်အဲ့ဒီတော့တော်တော်လေးမိုက်သွားတယ် scale 1ကလည်းအရင်လိုမျိုးအကြာကြီးမဟုတ်တော့နည်းနည်းလေးမြန်လာတဲ့ဆိုခန်းစားချက်ကိုရတယ်ကွန်ဘိုပေါင်းတော့ကြည့်မယ်ဘောနဲ့ကြည့်လိုက်တော်ကြီးမြန်တဲ့ပုံဆိုရဲခန်းစားချက်ကိုရရင်တော့ကာတွန်းမဆန်တော့ဘူးပေါ့နော်ကာတွန်းပုံစံမဆန်တော့တော်တော်လေး reality ဆန်လာတယ်နောက်တော့ကတော့ကက်တီတာပုံစံလေးရလည်းတော်တော်လေးပြောင်းလဲသွားတယ်ပေါ့နော်ဒီလိုမျိုးမစိုးမချောက်ကြီးမဟုတ်ဘဲနဲ့ကိုယ်ကဆူပြလေးပေါ့နော်ဒီ scale 1လေးရလည်းလှတယ်မစိုး scale 2လေးကြည့်ကြမယ်scale 2ကတော့အရင်ထက်ပိုပြီးတော့မြန်လာတယ်အောက်မှာအဝိုင်းပုံစံလေးလည်းပေါ်လာတယ်အဝိုင်းလေးတစ်ပတ်ပြည့်သွားတယ်လေးပေါ်ကိုမြောက်တက်သွားတဲ့ပုံစံလေးတော်တော်လေးပြောင်းလဲသွားတဲ့ထင်မှာပါတယ် brother တို့လည်းကြိုက်ကြမယ်ထင်ပါတယ် hero ပုံစံပြောင်းလဲသွားတော့ ultimate တွေလည်းပြောင်းလဲမှာပဲအဲ့တော့စမ်းကြည့်လိုက်မယ်RE ခွဲလိုက်တဲ့အချိန်မှာ RE ခွဲလိုက်တဲ့ရေလုံးလေးတွေအဖြစ်ကိုပြောင်းလာမယ်အရင်လိုမျိုးရေမထင်မရှားကြီးမဟုတ်တော့ဘဲနဲ့ကိုကရေလုံးလေးပုံစံမျိုးပေါ့နော်တော်တော်လေးမိုက်တော့ပါတယ်ခရီတာလည်းမစိုးပါဘူးကျွန်တော်တို့ player တွေအကြိုက်ပါပဲစိုးပြပြလေးနောက်တစ်ကောင်ကတော့လောင်ရီပါလောင်ရီရဲ့ပုံစံကတကယ်ကိုရင်ရမယ်နဲ့တူသွားတယ်ကျန်တာကတော့အများကြီးပြောင်းလဲသွားတာမရှိဘူး hero ပုံစံပြောင်းလဲသွားတယ်များ scale ပုံစံတွေလည်းနည်းနည်းလေး effect တွေထပ်တိုးလာတယ်တိုးပြီးတော့ reality ပို့ဆန်လာတယ်ဒါပါပဲအများကြီးသိမရှိပါဘူး RD ပုံစံသုံးလိုက်တဲ့အချိန်မှာလည်း RD ကငကားနှစ်ကောင်ဖြူနေမယ်ရင်နဲ့ရန်ပုံစံမျိုးလေးဖြစ်သွားတယ်ပေါ့နော်နောက်တော့ကောင်ကတော့ clip ပါ clip ရဲ့ပုံစံကအရင်လိုမျိုးဘာတွေကြီးစံထွက်လို့ထွက်တာလား power တွေထွက်လို့ထွက်တာလားမသိတော့မဟုတ်ဘဲနဲ့ scale 1သုံးရင်လည်းကြီးစံလေးတွေအတောင့်လိုက်ထွက်သွားတာကိုမြင်ရမယ်အများကြီးပြောင်းလဲသွားတာမရှိဘူးထူးခြားချက်လည်းတအားမပါဘူးပေါ့နော် scale 2လေးပဲထူးခြားချက်တစ်ခုပါလာတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့တွေအဲ့ blink သုံးတဲ့ hero တွေမှာတစ်ခုပါလာတာကကို blink ခုံလိုက်ရင်ကြမယ့်နေရာလေးကိုပြတာပေါ့နော်ကျွန်တော်လက်တွေ့ပြပါမယ်အခုကျွန်တော်ပြထားတဲ့အဝိုင်းလေးကိုကြည့်ပါအဲ့နေရာလေးကိုရောက်မယ်ဆိုတဲ့ဥစ္စာကိုပြပေးထားပါတယ် brother လည်းမြင်ကြမယ်ထင်ပါတယ်ဒါကတော့ကျွန်တော်တို့တွေ blink ပါတဲ့ hero တွေအတွက်လုပ်ပေးထားတာပါအဲ့လိုမျိုးကိုခုံမဲ့ဘက်ကိုအတိအကျလေးညွှန်ပေးထားတာတကယ်ကောင်းတဲ့ချက်ပါအဓိကအပြင် blink ပါပြီးတော့ wall ကြော်တဲ့ခါမှာကျွန်တော်တို့တွေတင်ရတဲ့တိုက်နေရပါရှိ wall မကြော်သွားရရှိဘောနော် flicker တွေမလွဲအောင်လို့လုပ်ပေးထားရဲတကယ်ကိုကောင်းတဲ့ချက်ပါနောက်တစ်ခုကတော့ chom bro လေးတို့ save bro လေးတို့အတွက်တော့တကယ်ကောင်းတဲ့ကွက်ပါ chom bro လေးတွေဆိုလို့ရှိရင်လည်း double dash ပြလို့ရပါပြီဒါတော့1000ကျပ်သတင်းပါပဲအားလုံးပဲဗီဒီယိုလေးကတော့ဒီနေ့ကတော့လောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရဆိုလို့ရှိရင် like and subscribe လေးမဖြစ်မနေလုပ်တော့ပေးကြပါအောင်ကျွန်တော်မြစ်တာရက်ခံပါတယ်အားလုံးပဲဘိုင်ပဲပါနောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်
だ遊びは終わりだ歌だ